အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့အိန္ဒိယဆောင်မှာစားကျင်တဲ့လူတွေအတွက်စောက်တယ်ညီယန်တာလီလို့နာမည်ပေးထားတဲ့ချစ်တီးထမင်း lunch set စားပြတဲ့ vlog လေးကိုတင်ဆက်ပေးလိုက်ပါတယ်အခုကျွန်တော်ရောက်နေတဲ့ဆိုင်လေးကတော့စမ်းချောင်းမြင်းဒီကုန်းမှာရှိတဲ့ကဖေးတန်လွင်ဆိုင်လေးမှာပါဒီဆိုင်လေးမှာချစ်တီးထမင်း lunch set စားမယ်ဆိုရင်တစ်ဆက်ကို2500ကျပ်ကြပါမယ်ဆက်ထဲမှာပေးထားတဲ့ဟင်းပွဲတွေကအရန်ဟင်းတစ်မျိုးအဓိကအသားဟင်းပွဲတစ်မျိုးထမင်းတစ်မျိုးရွေးမာလို့ရပါတယ်တွဲစားဖို့အတွက်တခြားအရန်ဟင်းတွေကကလဘဲဟင်းမနုဿနီဟင်းရီတံမြာဒီတနက်ပါပရာကျော်ဒင်းညင်ကျက်တုန်နီတုပ်လေးတွေကတော့ဆက်ထဲမှာအော်တိုပါပြီးသားပါတကယ်လို့တောက်ဆရာလေးတွေမှာကျင်နေဆိုရင်တော့9000ကျပ်ပေးပြီးတော့မှာလို့ရပါတယ်ကျွန်တော်တို့မှာထားတဲ့ချစ်တီထမင်း lunch set လေးကတော့ရပါပြီဒါကတော့ကျွန်တော်တငယ်ချင်းရဲ့ငါးဟင်းနဲ့ချစ်တီထမင်း lunch set လေးပါဒါတော့တောက်ဆရာအတွက်လာစီလို့ခေါ်တဲ့ဒိန်ဂျင်နဲ့မက်ဆလာတီးလေးပါကျွန်တော်ဆက်ထဲမှာဆိုရင်မနုဿနီဟင်းနဲ့ခေါ်ပြီးကျော်တံမြာဒီတနဲ့စီယာထမင်းကြက်သားမက်ဆလာဟင်းပပရာကျော်ဒိန်ဂျင်ကျက်တုန်နီတော့ပန်းကော်ဘီအာလူးကျော်အာလူးမက်ဆလာချက်ကလဘဲဟင်းလေးတွေပါပါတယ်စီယာထမင်းလေးဆိုလည်းမွှေးနာပဲကြက်သားမက်ဆလာဟင်းလေးကလည်းအိန္ဒိယလက်ရတိုင်းချက်ထားတာဆိုတော့စီမများပဲနဲ့မြင်နာနဲ့ကိုစားကျင်စရာလေးချစ်တီထမင်းလေးစားပါပြီကြက်သားမက်ဆလာဟင်းလေးကိုရင်ထည့်ပါမယ်သူ့ရတာအိန္ဒိယဟင်းခန့်ဝှေ့ကြတဲ့အနေနဲ့အရသာရှိတဲ့မြန်မာချက်သားရဲ့ဗီယာနဲ့တင်းတင်းလေးနဲ့ထမင်းရဲ့ပြီးပြည့်စုံတဲ့ရတာကိုရတာပါကလဘဲဟင်းလေးထည့်စားပါမယ်ကလဘဲဟင်းလေးကလည်းအရန်ဟင်းဆိုပေမဲ့နူးဤနေတဲ့ကလဘဲလေးတွေနဲ့တီးတုံလေးတွေကချစ်တီထမင်းပွဲအတွက်သူပါမပြည့်စုံတဲ့မဲတစ်မျိုးလို့တော့ပြောလို့ရပါတယ်မနုဿနီဟင်းလေးတောက်ပါမယ်မနုဿနီဟင်းလေးကတော့တောက်လိုက်တာနဲ့ green ရှင်းတဲ့ရတာလေးကိုရပါတယ်ကျွန်တော်ကတော့ကြိုက်လုံးလို့အိန္ဒိယစာတွေစားတဲ့အမြဲတောက်ဖြစ်ပါတယ်တံမြာတိတစ်နက်လေးထည့်စားပါမယ်သူ့ရတာအချင်းကဲမနေပဲနဲ့အချင်းရောအခါရောမျှနေတဲ့အေးပြေတဲ့ရတာလေးပါ side dish ထဲကဂေါ်ဘီကျော်နဲ့ပန်းကော်ဘီအာလူးကျော်လေးထည့်စားပါမယ်အရွက်ကြော်2မျိုးလုံးကတစ်မျိုးစီစားလို့ကောင်းပါတယ်။ပန်းကော်ပြီဆိုရင်ထုတ်လေးနဲ့ထမင်းကုံသွားလို့ဒီတိုင်းစားရတာကိုရတာရှိနေတာပါ။အာလူးဟင်းလေးထည့်စားပါမယ်။အာလူးဟင်းလေးကလည်းအာလူးအီလေးနဲ့စားလို့ကောင်းပါတယ်။ပါပရာကျော်လေးစားပါမယ်။ပါပရာကျော်လေးကလည်းတကိုက်ကိုက်လိုက်ထမင်းလေးစားလိုက်နဲ့ချစ်တီထမင်းနဲ့ရမ်းကိုလိုက်ပြီးစားလို့ကောင်းပါတယ်။ဒင်ဂျင်ကျက်တုန်နီတုပ်လေးစားပါမယ်။သူကတော့ဒင်ဂျင်ရဲ့အစိမ့်ရတာလေးကြောင့်ကျက်တုန်နီနဲ့တခွားသီးရတာဟာပိုရတာရှိပြီးတော့တစ်မျိုးလေးဆန်းနေတာပါ။အချိုသေးဘူးမဆလာလက်ဖေးလေးတောက်ပါမယ်။သူကတော့ပုံမှန်လက်ဖေးတွေနဲ့မတူဘဲနဲ့မဆလာအနံလေးဟာလက်ဖေးနဲ့လိုက်ဖက်ပြီးတောက်လို့ကောင်းနေတာပါ။ကျွန်တော်ကတော့ဒီလက်ဖေးလေးတော်တော်လေးသဘောကျပါတယ်။ကျွန်တော်လိုပဲချစ်တီထမင်း lunch set လေးကိုအရသာရှိမြည်စမ်းခြင်းနဲ့ဆိုရင်တော့ကဖေးတန်တွင်ဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ